ဒီကတော့တိုက်ထိုးပြမှာဖြစ်ပါတယ်ကျွန်တော်နေချင်းရန်စလုပ်ပြီးဆိုပြီးတိုက်ဝင်ရင်ထိုးပါတယ်ပြီးတော့မှကျန်တဲ့ဆက်လုပ်ပါတယ်တိုက်ထိုးတော့ပြပါမယ်ဘယ်လိုထိုးရမလဲဆိုတော့ကျွန်တော်ကတော့ဒီတတောင်ကြော်တော့ပေါ့နော်တတောင်ကြော်တော့ပဲချားပြီးတော့လောက်ကိုထားပါတယ်ပြီးရင်ထိုးမယ်နော်တခြားလူတွေဘယ်လိုထိုးရအောင်မသိဘူးကျွန်တော်ထိုးတော့ပြရနော်အဲ့တော့ဒီလောက်ချုံဖန်ဆုံးမယ်တတောင်ကြော်တော့ပေါ့နော်တတောင်တက်ထွာတော့ပေါ့ရတယ်ကျွန်တော်ကတော့အများနဲ့ထိုးနေကြလို့ဆိုတော့အခါ20 15ခါလောက်ထိုးတယ်တခါ4ကြော်ထိုးတယ်15ခါ4ကြော်ဒါရ20ဖြစ်သွားခုမှစဆုံးမယ်လို့ဆို10ခါလောက်ကိုထိုးเนาะအဲ့ဒါကြီးပြရအောင်ဗီဒီယိုစာဆုံးကြည့်ပြီးကျေးဇူးများတင်တယ်